မဲ့စောနဲ့ပတ်သက်ပြီးတော့မနေ့က16ခုနံပါတ်မဲ့စောအဲ့ဒီမှာရှေ့စိတ်ကမဲ့ဤရှေ့၌ဖြစ်သောစိတ်သည်ကုတ္တရုစိတ်သည်သူရှိကပရိကံဥပ္ပစာအနုလုံဆိုတဲ့ကာမဝဆရဇောတွေရှိတယ်နောက်နားလေးကြတော့ဝိသီစင်နဲ့ပြတဲ့အခါကျတော့တွေ့တယ်ပဲနော်အဲ့ဒီမှာမဲ့ရဲ့ရှေ့၌ဖြစ်တဲ့ကုတ္တရုစိတ်ကုတ္တရုစိတ်နဲ့ပတ်သက်ပြီးတော့ရှေ့နားလေးပါပြောထားတာလေးရှိတယ်ပြန်ကြည့်လိုက်မယ်ဆိုရင်ပရိကံဥပ္ပစာအနုလုံကုတ္တရုလို့အဲ့ဒီစာမျက်နှာ20ခုမှာသူ့ရဲ့အကြောင်းအရာကိုပြန်ကြည့်မယ်ဆိုရင်နံပါတ်4စတုထဇောကိုပရိဒအဲ့ဒီမှာဆံဇောရဲ့ရှေ့ကဆံဇောရဲ့ရှေ့ကကုတ္တရုကိုပြောတာနော်ဆံဇောဆိုတာဆံဇောရဲ့ရှေ့ကကိုယူပါလို့ဆိုလို့တယ်နော်ဆံဇောအရာမှာအဲ့တော့သူ့ကိုထက်ဖတ်เสียတော့မလို့သိဖို့မဟကတအနွယ်ကိုဖြစ်ပေါ်စေတတ်သောကြောင့်ကုတ္တရုခေါ်သည်ဆံဇောနဲ့ပတ်သက်လိုက်နောက်မက်ဖို့နဲ့ပတ်သက်လာရင်ပုထုဇဉ်အနွယ်ကိုလွှမ်းမိုးကျော်လွှား၍အရိယာအနွယ်ကိုဖြစ်ပေါ်စေတတ်သောကြောင့်ကုတ္တရုဟုခေါ်သည်အခုဒီမက်ဆေ့ရဲ့ရှေ့၌ဖြစ်သောကုတ္တရုသည်အဲ့ဒီကုတ္တရုစိတ်ပဲနော်အဲ့ကုတ္တရုစိတ်ပြီးတော့အာယုန်နဲ့ပတ်သက်ပြီးတော့စာမျက်နှာ28မှာမဇောတို့ဤရှေ့သွားဖြစ်သောပရိကံဥပ္ပစာအနုလုံဇောတို့သည်အနိစ္စစသည်လက္ခဏာတင်ရှုမြတ်သောသင်္ခါရအာယုန်ကိုအာယုန်ပြု၍ဖြစ်ကုန်၏မဇောဤရှေ့၌ဖြစ်သောကုတ္တရုဇောသည်နိဗ္ဗာန်ကိုအာယုန်ပြု၏သူကမဇောရဲ့ဖြစ်သောစိတ်သည်ကုတ္တရုကိုအာယုန်ပြုကုတ္တရုကနိဗ္ဗာန်ကိုအာယုန်ပြုပြီးတော့ဖြစ်တာအဲ့ဒီနိဗ္ဗာန်ကိုအာယုန်ပြုဖြစ်တဲ့စိတ်ဟာနိဗ္ဗာန်ဆိုတဲ့အာယုန်တကားကိုဖွင့်ပေးတဲ့အဝိဇ္ဇာစိတ်မပါပဲနဲ့သူကနိဗ္ဗာန်ကိုအာရုံပြုတာမဟုတ်သူလည်းအဝိဇ္ဇာကိန်းတဲ့စိတ်လို့ဆိုလိုတယ်နော်အဲကုတ္တရုလေးကလည်းအဝိဇ္ဇာမပါပဲနဲ့နိဗ္ဗာန်အာယုန်ကိုရယူတယ်သူရှိကပရိကံဥပ္ပစာအနုလုံဆိုတဲ့ဇောတွေကသင်္ခါရကိုအာယုန်ပြုတယ်ဒီကုတ္တရုကျတော့နိဗ္ဗာန်ကိုအာယုန်ပြုတယ်ဆိုတော့သူကဈာဖြတ်ပြီးတော့အဝိဇ္ဇာမပါပဲနဲ့နိဗ္ဗာန်ကိုအာယုန်တိုက်ရအာပြုလိုက်တာသို့တော့သူသည်ပင်လေမေသောရဲ့အဝိဇ္ဇာနေရာမျိုးရောက်ရှိသွားတယ်လို့သူဆိုတဲ့ဟာကဲဒါတော့စိတ်ရှင်စရသိရှင်နဲ့နောက်ရှေ့စိတ်နောက်စိတ်ဒီကတော့အနန္တရသမဏန္တရတွေနဲ့ပဲဒီလိုပဲသွားမှာဖြစ်တယ်ကဲဖူးစောကိုကြည့်အောင်second number ဖိုးစောဖိုးစောနဲ့ပတ်သက်တဲ့သိရမယ့်အချက်ကလေးတွေဖိုးစောဟာမက်၄မျိုးရှိသောကြောင့်ဖို့ကလည်း၄မျိုးဖြစ်ရတယ်အကြောင်းတရား၄မျိုးဖြစ်သောကြောင့်အကျိုးတရားလည်း၄မျိုးဖြစ်တယ်လို့ဆိုလို့မက်ကသူ့ရဲ့အကြောင်းတရား
မလေးမျိုးပြသောကြောင့်စတုမေခပပိတိနာစတုရကုသလန္တတပါကန္တတဖလတ္တာတိဆိုသူရဲ့အကျိုးဖြစ်လို့သူကလည်း၄မျိုးခွဲတာနော်မလေးမျိုးပြသောကြောင့်ဖို၄မျိုးပြတယ်အဲ့ဒီဖိုဇော၄မျိုးကို15ပါးနဲ့မြောက်ပွားလိုက်တဲ့အခါမှာဖိုဇောက20ဖြစ်တယ်ဒါမို့မဲ့20ဖို20လောကုတ္တရာအကျဲ40ဆိုတာဇာနဲ့မြောက်ပွားထားတဲ့သဘောအဲ့တော့စေတသိက်36မျိုးနဲ့အတူတူကဖြစ်တယ်ဆိုအဲ့တော့သူတို့အချင်းချင်းဟာလည်းပဲဖိုဇောတစ်ခုစေတသိက်36ခုအဲ့ဒီအလုံး39ခုဟာ unit တစ်ခုဖြစ်ပြီးတော့ချင်းချင်းပြန်လာစတ္တရောခန္ဓာအရူပိနောအညမညံသဟဇတပစ္စေနာပစ္စယောအတူတကွဖြစ်ပွားလာပြီးတော့သဟဇတတတိနဲ့ကျေစုပြုကြတယ်ဆိုဘယ်နှပစ္စည်းရမလို့အဲ့မှာဝိပါကလည်းရမယ်နော်အဲ့တော့သဟဇတအညမညနေတယဝိပါကတံပယုတ်တာအဋ္ဌိဒီလိုရအဲ့တော့သူအပြန်လန်လေးတင်ပဲဒီခိုးစောမှာအခုလိုပဋ္ဌာန်းပစ္စည်းတွေနဲ့ခြေစုပြုထားတယ်လို့အဲ့တော့ဒီအုပ်စုလေးကသူ့ဟာသူအပြန်လန်ဒီလိုခြေစုပြုရုံနဲ့သူတို့ပြီးသလားလို့ဆိုမပြီးသေးဘူးသူ့မှာအာယုံဘက်ကလည်းခြေစုပြုတာအာယုံရဲ့အာယုံဆိုတဲ့အကြောင်းလေးရှိအောင်ပဲဝတ္ထုဆိုတဲ့အကြောင်းလေးရှိအောင်ပဲအကြောင်းတရားတွေကအများကြီးပဲလို့ဆိုလို့ရပေါ့နော်ကဲအာယုံဘက်ကသူကဘာကိုအာပြုတာတော့ဖိုးစောသည့်နိဗ္ဗာန်ကိုအာယုံပြုတယ်အဲ့တော့ဖိုးစောကနိဗ္ဗာန်ကိုအာယုံပြုတယ်ဆိုတဲ့နေရာမှာအလေးအနက်ခရုကတအလေးအနက်အာယုံပြုတယ်ဆိုတဲ့အာရမဏဓိပတိပစ္စည်းရတဲ့ဟာကဲတော့ပစ္စည်းပဲတစ်ခုရနိုင်နော်အာရမဏအဓိပတိဥပနိတယအဓိအဝိကတအဲ့တော့အလေးနဲ့အာယုံပြုတဲ့အထက်မှာအဓိပတိပစ္စည်းနဲ့ရတယ်လို့အာရမဏုပနိတယလည်းရတယ်အဓိပတိဥပနိတယနှစ်ခုကျန်တဲ့ဟာလေအဲ့တော့ဖိုဇောကနိဗ္ဗာန်ကိုအာပြုတယ်ဆိုတာအလေးနဲ့အာယုံပြုတယ်ဆိုတာသူကတမန်တိယုံချီယုံတမန်တတိပြုတဲ့အနေအထားမျိုးမဟုတ်ပဲနဲ့ဆွဲဆွဲမြဲမြဲဂရုံကတ္တဝါဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့အလေးနဲ့ဗမာလူပြန်ကြတာတလီတစားအကျဉ်းချံမရှိတိတိကျကျအာယုံပြုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့အာယုံပြုတယ်ဆိုနော်မိယဝတ္ထုကပါတယ်နော်ရောဖိုးစောတွေကဒီကာမတုဂတိတို့ရူပဝဆရပြမဘုံတို့ဖြစ်တဲ့အခါမှာဆိုရင်နော်သူကဟရိယဝတ္ထုကိုမှီပြီးတော့သာဖြစ်တယ်အရူပဘုံမှာလည်းဒီဖိုးစောတွေကဖြစ်နိုင်တာဖြစ်သောကြောင့်အရူပဘုံမှာမှီစရာရုံးမရှိဘူးဒါကြောင့်မမှီပဲဖြစ်တယ်လို့သူတို့ဆိုတယ်အဲ့တော့သူကဘာပစ္စည်းတွေနဲ့ခြေစုပြုတော့ဟရိယဝတ္ထုကအဋ္ဌိအဝိကတပုရိသတနေတယပုရိသတဝိပယုတအဋ္ဌိအဝိကတအဲ့ဒီပစ္စည်းတွေနဲ့သူကအထောက်ကူပြုထားတယ်အဲ့တော့ဒီဖိုးစောလေးတစ်ခုဟာတမာအပြင်ပြောမယ်ဆိုရင်ဒီဖိုးစောလေးတစ်ခုဖြစ်ပေါ်လာဖို့အတွက်အာယုံရှုထောင့်ကလည်းခြေစုပြုရတယ်
တရားဆိုရဝတ္ထုရှုတော့ကလည်းကျေစုပြုရတယ်ရှစ်စိတ်ကလည်းသူ့ကိုကျေစုပြုတယ်တခါသူတို့အချင်းချင်းပြန်လှန်လဲထောက်ကူဖြစ်တယ်ဆိုတော့စိတ်တစ်ခုတစ်ခုမှဆိုရင်ပစ္စည်းတွေအများကြီးပဲနော်24ပစ္စည်းတွေအများကြီးအဲ့ဒါကို24မျိုးနဲ့တင်ခြုံပြီးငုံပြီးအောင်မြတ်စွာဘုရားကဟောထားတာဆိုတကယ်ဆင်ញင်သုံးသပ်ပြီးမှဟောတယ်ဆိုတာသိချတယ်နော်အနုဆိုရင်တရားတစ်ခုကိုပစ္စည်းတစ်မျိုးစီဟောမယ်ဆိုလို့ရှိရင်ကိုယ်နိုင်ပွဲရမရှိဘူးအလုံးဟာခြုံငုံသွားအောင်လို့ဟောထားတာခြုံငုံပြီးတော့ဟောထားတာဖြစ်တယ်ပေါ့အလုံးအကျုံးဝင်သွားအောင်24ပစ္စည်းထဲမှာအကုန်ဝင်သွားအောင်ဒါကိုထည့်ပြသွားတာနော်အဲ့တော့ပစ္စယတတိဆိုတဲ့ဟာအကြောင်းတရားလည်းဟုတ်တယ်အကြောင်းတရားဆိုဒီမှာဖြစ်စေတတ်တာလည်းအကြောင်းတရားထောက်ပံ့ကူညီတာလည်းအကြောင်းတရားတည်တံ့စေတာတို့ဟောအပိကူညီမှုတွေတို့ဒါတွေအလုံးဟာအကြောင်းတရားလို့ပဲခေါ်တယ်အဲ့ဒီအကြောင်းတရားရှုထောင့်မျိုးစုံကနေပြီးတော့စိတ်လေးတစ်ခုကိုဖြစ်ပေါ်လာဖို့အတွက်ဖြစ်ပေါ်လာပြီးတဲ့နောက်အတိုင်းအတာလေးတစ်ခုအတွက်ရရှိဖို့အတွက်အခုလိုအာယုန်တွေကလေးဘက်လေးတန်သူ့အချင်းချင်းပြန်လှန်ကြည့်မယ်ဆိုရင်လေးဘက်လေးတန်ကနေဟောရှေ့စိတ်ကကျေစုပြုလိုက်တယ်ပြီးတော့အာယုန်ကကျေစုပြုလိုက်တယ်မိယာဝတ္ထုကကျေစုပြုတယ်အပြန်အလှန်ထောက်ကူပြုတယ်ဆိုတော့လေးဘက်လေးတန်နော်လေးဘက်လေးတန်ကနေပြီ4 point of view နဲ့ဝိသိစိတ်ကိုပဋ္ဌာန်းနည်းနဲ့တွင်းပြီးလေ့လာကြည့်တဲ့နည်းစနစ်ပေါ့ဒါအဲ့ဒါလိုလေ့လာကြည့်တဲ့ပုံစံမျိုးအဲ့တော့ဒီကနေတခါသူကနေပြန်ပြီးတော့ကျေစုပြုတာဆိုတာရှိသေးတယ်ဥပမာဖိုးစိတ်ကလေးဖြစ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီစိတ်လေးကသူကသူများကိုမှီပြုပြီးတော့ဖြစ်ယုံနေလားလို့ဆိုမဟုတ်ဘူးစိတ်ဓာစေတသိကာဓမ္မာစိတ်ဓာသမုဋ္ဌာနနံရူပနာသဟဇတာပစ္စေနာပစ္စယောစိတ်စေတသိက်တွေဟာသူတို့ဖြစ်လာလို့ရှိရင်စိတ်တစားယုတ်ကိုလည်းထုတ်လုပ်လိုက်သေးတယ်ဆိုဟောတစ်ဖက်ကသူအလုံးလုံးတာရှိသေးတယ်နော်သူကတစ်ဆင့်ထုတ်လိုက်တာရှိသေးတယ်ဆိုတော့စကုဝိညာဉ်စိတ်ပစ္စဝိညာဉ်စိတ်ဒွေပစ္စဝိညာဉ်30ရဲ့အရူပဝက်4ခုရဲ့ဒီ14ခုကလွဲရင်ဉာဏ်နဲ့စိတ်တွေဟာရုပ်ကိုထုတ်တယ်ရုပ်ကိုထုတ်လို့တယ်ရုပ်ကိုဖြစ်စေတယ်စိတ်တစားရုပ်ကိုဖြစ်စေတယ်ဒါကြောင့်မို့ဖိုးစိတ်လေးကသူဖြစ်လင်ဖြစ်ခြင်းတစ်ဖက်ကနေကြည့်မယ်ဆိုရင်သူကကျေစုပြုခံယုံနေမကဘူးတဆင့်ကျေစုပြုလိုက်သေးတယ်ဒါကဒီထဲမှာရေးမထားတာနော်ရေးမထားတဆင့်ကျေစုပြုလိုက်သေးတယ်အဲ့ဒါကိုဒါဟသတ္တတ္တိနဲ့သူကနေပြီးတော့ကျေစုပြုတဲ့တရားတွေကရှိလာသေးတယ်စိတ်တစားယုတ်တွေကိုသူကသာသတတ္တိနဲ့ကျေစုပြုတယ်လို့သူတို့ဆိုတယ်နော်တခါဒီပြင်ကျေစုပြုတာဘာကြံသေးလဲပစ္ဆာဇာတစိတ်တစရတိကာဓမ္မပုရိသတတဣမတကာယတာဆိုရင်သူကဖိုးစိတ်လေးကနောက်စိတ်ဆိုတာဆိုသူ့ရဲ့အရင်ဖြစ်နေတဲ့ရုပ်တရားတွေကိုလည်းသူကကုကြီးထောက်ပံ့တဲ့အနေနဲ့ခြေစုပြုတယ်လို့သူကနေပြီးတော့ခြေစုပြုတာအဲ့ဒါပစ္ဆာဇာတစိတ်တစေတသိကာဓမ္မနောက်မှဖြစ်တဲ့စိတ်စေတသိက်တွေဆိုတော့ဒီဖိုးစိတ်လေးကမဖြစ်ခင်ကနေပြီးတော့သူကခြေစုပြုထားတာသူရှေ့မှာဖြစ်တဲ့ဆိုတော့ပရိကံဥပ္ပဇာနုလုံကိုတရဘူးစသည်နဲ့ရှေ့စိတ်တွေနဲ့အတူတူကဖြစ်လာတဲ့ရုပ်တွေကိုအထောက်အကူပြုသေးတယ်ဒါဖြစ်စေတာမဟုတ်ဘူးဥပတ္တမကတတ္တိနဲ့ခြေစုအဲ့ဒါနားလည်ဖို့တော်တော်ခက်တဲ့အရာတစ်ခုပဲနော်ပစ္ဆာဇာတပစ္စည်းဆိုတာနားလည်ဖို့လွန်ခက်တယ်ဘာလို့
မဖြစ်သေးတာကဖြစ်ပြီးသားတွေကိုထောက်ကူပြုတယ်ဆိုတဲ့စကားမဖြစ်သေးတဲ့အရာကဖြစ်ပြီးသားတွေကိုထောက်ကူပြုတယ်ဆိုလိုတာကဧကန္တိဋ္ဌဖြစ်မှဖြစ်သည့်အတွက်ကြောင့်ဧကန္တိဋ္ဌဖြစ်လာမဲ့စိတ်စေတသိက်တွေဟာမလွဲမသွေဖြစ်လာမဲ့စိတ်စေတသိက်တွေဟာဖြစ်ပြီးသားရုပ်တွေကိုတနည်းတစ်ပုံအပြင်ထောက်ကူပြုနေတယ်ဆိုတာဟာသိဖို့အလွန်ခက်ခဲတယ်ပေါ့နော်သိဖို့အလွန်ခက်ခဲတဲ့အရာတခုသို့တော့သူကထုတ်လုပ်တဲ့အကြောင်းတရားမဟုတ်ပဲနဲ့အကူအညီအကြောင်းတရားလို့သူတို့ပြောရမှာဖြစ်တယ်ပစ္ဆာဇာတပစ္စည်းဆိုတာအဲ့တော့နောက်ဖြစ်လာမဲ့ဝိသိစင်ထဲမှာနောက်ဖြစ်မဲ့စိတ်စေတသိက်တွေဟာရှေ့ကကျွတ်တင်ဖြစ်နှင်ထားတဲ့ရုပ်တွေကိုတဏှိတလန်းအားဖြင့်အထောက်အကူပြုနေတယ်လို့သူတို့ဆိုတယ်နော်ဒါပစ္ဆာဇာတတတ္တိအဲ့တော့အဲ့ဒါလည်းပဲထည့်သွင်းပြီးတော့24ပစ္စည်းတွေမှာထည့်သွင်းပြီးတော့မှတ်လို့ရတယ်တရားနော်ကဲရှေ့စိတ်ကိုကြည့်အောင်ပါတော့မဂ္ဂဝိထိ၌ဖိုးစောဤရှေ့စိတ်ကဆိုင်ရာမက်စိတ်ဒီသောတပတိမေတဂရဂမိမေနာဂမိမေသောတပတိမေသောတပတိဖိုးတဂရဂမိမေသူဟာနဲ့သူဆိုင်ရာဆိုင်အဲ့ဒါဇောတစ်ခုတည်းမှာဖြစ်သည့်အတွက်ကြောင့်မက်ခောဖလတ္တလို့ဆိုရယ်မက်ကနေပြီးတော့ဖိုးကိုခြေဆုပြုတာဟာဟောနော်အနန္တရကမ္မအနန္တရတတ္တိယနန္တရတတ္တိထဲမှာကမ္မပစ္စည်းလည်းဖြစ်လာတယ်သူကနော်နာနခဏိကကမ္မရှေ့စိတ်မက်ကနေပြီးနောက်စိတ်ကိုအကျိုးထုတ်လုပ်တာသူကချက်ချင်းထုတ်လုပ်တယ်ဒါကိုရည်ညွှန်းပြီးတော့တရားကုံတော်6ပါးထဲမှာအကာလိကောဆိုတာကိုပြောတယ်အကာလိကောအချိန်မဆိုင်မဲနဲ့အကျိုးတရားကိုဖြစ်ပေါ်စေတယ်မက်စိတ်သည်ဖိုးစိတ်ကိုချက်ချင်းထုတ်တယ်သူပြီးတာနဲ့တပြိုင်နက်ဖြစ်ပေါ်စေပြီးသားဖြစ်တယ်ပေါ့ဒါမို့မက်စိတ်သည်ဖိုးစိတ်ဆိုတဲ့အကျိုးကိုနောင်ဘဝကြမှာနောင်အခါကြမှာဆိုတာကိုမထားပဲနဲ့မက်စိတ်သူပြီးတာနဲ့တပြိုင်နက်ချက်ချင်းဖိုးဆိုတဲ့အကျိုးဖြစ်ပေါ်စေတယ်အဲ့တော့မက်စိတ်သည်ဖိုးစိတ်အားကမ္မတတ္တိနဲ့လည်းခြေဆုပြုတယ်နောက်တစ်ခုကအနန္တရတတ္တိနဲ့လည်းခြေဆုပြုတယ်အသေဝနာတတ္တိနဲ့လည်းဒီလိုသွားတာနော်အဲ့တော့မက်စိတ်သည်ဖိုစိတ်အားဒီမဂ္ဂဝိထိနဲ့ဖိုစောဤရှေ့စိတ်ကမက်စိတ်ဆိုဘယ်နှပစ္စည်းရအောင်တော့အနန္တရသမဏန္တရဥပနိဒေယအာတိဝနာအဋ္ဌိအဝိကတနော်နတ္ထိဝိကတပဲနတ္ထိဝိကတအနန္တရာသမဏန္တရာအတိဝနာအဋ္ဌိအဝိကတအပေါင်းနတ္ထိဝိကတအဲ့ဒါလို့ကျေစုပြုမယ်လို့ဖလတ္တဝပတ္တိဝိထိ၌ဖိုစောတို့ဤရှေ့စိတ်ကကုတ္တရပုဝေါတာဆိုတော့အဲ့ဒီကုတ္တရပုဝေါတာကလည်းဖိုစိတ်ကိုဘာတတ္တိတွေနဲ့ကျေစုပြုမှာအနန္တရာသမဏန္တရာဥပနိဒေယဝိကတတတ္တိတွေနဲ့ကျေစုပြုမယ်ဟုတ်အဲ့ဒါလို့ဒါဆိုင်ရာရှေ့စိတ်တွေကလည်းနောက်စိတ်တွေကိုပဏိတ္တတတ္တိနဲ့ကျေစုပြုတယ်လို့ဒါအလုံးပေါင်းလိုက်တဲ့အခါ18မျိုးဝိထိနာမည်တွေနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်18မျိုးနော်18မျိုးဆိုတာပရိသေတွေကစလိုက်တာပရိသေပြီးတော့ဘဝင်
သုတိပြီးတော့မှပိဿဒရဝေဇံပိဿဝိညင်တမ္ပိဆိုင်တန္တိရဏဝုထောနောက်ပရိကံဥပ္ပသနုလုံကုတ္တရဟုနော်နောက်ပြီးတော့မဲ့ဖို့အဲ့တော့စိတ်တွေကိုလေ့လာတဲ့အခါကျတော့အဲ့ဒီရှုထောင့်ကနေပြီးတော့ကုံစင်အောင်သေချာလေ့လာသွားတယ်ဒါဘဝမှာလက်တွေ့ခေါ်ထားတဲ့စိတ်စေတသိက်တွေပဲနော်လက်တွေ့မှာဘဝဖြစ်စဉ်ထဲမှာဒီပုံစံနဲ့စိတ်တွေဟာဖြစ်ပေါ်နေကြတယ်ဆိုတာသိရှိဖို့ရအဲ့တော့အာယစိတ်ဆိုတဲ့နာမည်နဲ့ဖြစ်မှာမဟုတ်ဘူးဒီမှာကျတော့အကုသိုလ်စိတ်ဆိုတဲ့နာမည်နဲ့ဖြစ်တာမဟုတ်ဘူးဘာနဲ့တော့ဇောဆိုတဲ့နာမည်နဲ့ဖြစ်တာနော်ဇောဆိုတဲ့နာမည်နဲ့ဖြစ်မှာအကုသိုလ်တွေဖြစ်ပြီးဆိုရင်ဇောဆိုတဲ့နာမည်နဲ့ဖြစ်တယ်ကုသိုလ်တွေဖြစ်ပြီးဆိုရင်လည်းဇောဆိုတဲ့နာမည်နဲ့ဖြစ်တယ်အဲ့တော့ဒီနေ့စဉ်ဘဝမှာစိတ်ကြောင့်ဝိထီတွေဖြစ်ပေါ်နေပုံကိုဆက်လက်ပြီးတော့လေးလာဖို့နောက်ကဝိထီစိတ်ဆိုတာပြထားတာအဲ့ဒါလေးကိုဆက်ဖတ်ကြည့်ရအောင်ဝိထီနဲ့ပတ်သက်ပြီးတော့မှတ်ထားဖို့ရအဲ့တော့ဗိဓမ္မတသင်္ဃာကျမ်းမှာဝိထီဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းပြတဲ့နေရာမှာနှစ်ခုရှိတယ်လို့ပြောနော်ဝိထီဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းပြပါတယ်အစနာမှာဒွါရပဝတ္တာစိတ်တဘောတိယောဝိဓမ္မတသင်္ဃာသင်္ညွကျမ်းကိုရထားတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီစကားလုံးကဘယ်မှာပါတော့ဝိထီပိုင်ဝိထီ6မျိုးကိုဖော်ပြတဲ့အခါမှာဟုတ်ကဲ့လားဝိထီဆိုတာ6မျိုးရှိတယ်ဆိုပြီးတော့သက္ခုဒ္ဒရဝိထီသောတဒ္ဒရဝိထီကာဏဒ္ဒရဝိထီစီဝဒ္ဒရကာယဒ္ဒရဝိထီမနောဒ္ဒရဝိထီလို့ဆိုပြီးဒွါရနဲ့ဆက်ပြီးတော့ဝိထီက6မျိုးဝိညာဉ်နဲ့ဆက်ပြီးတော့6မျိုးဟာသက္ခုဝိညာဏဝိထီသောတဝိထီဝိညာဉ်နဲ့ဆက်ပြီးခေါ်တာ6ခုအဲ့ဒီမှာဒွါရပုတ္တာစိတ်တပုတ္တိယောလို့ဒီနှစ်ခုအဲ့တော့ဒွါရနဲ့ဖြစ်တဲ့စိတ်ဒွါရနဲ့ဖြစ်ပေါ်နေတဲ့စိတ်ဖြစ်စဉ်တစ်ခုကိုဝိထီလို့ခေါ်တယ်ဒွါရ၌ဖြစ်တယ်လို့ဆိုတာဟာသူကတကားဘဝအာယုန်တို့စိတ်တို့ရဲ့ဖြစ်ပေါ်ရာအာယုန်နဲ့စိတ်နဲ့ဆက်သွယ်တဲ့တကားဆိုတာရှိရမယ်။ဘာလို့လဲဆိုရင်အာယုန်နဲ့စိတ်နဲ့ဆက်သွယ်ပြီးတော့မှဝိထီကဖြစ်တာဟုတ်။အဲ့တော့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်ရာနေရာကဒွါရပဲ။အဲ့ဒီဒွါရကိုသုံးချပြီးတော့ဆက်သွယ်မှုပြုကြတယ်။ဆက်သွယ်ပြီးတော့စိတ်အစဉ်တွေဖြစ်ကြတယ်။ဒါကြောင့်မို့ဒွါရနဲ့စပ်ပြီးတော့ဖြစ်တာဒွါရနဲ့စပ်ပြီးတော့ဖြစ်လာတဲ့စိတ်တို့ရဲ့ဖြစ်စဉ်ကိုဝိထီလို့ခေါ်တယ်လို့ဒီပါဠိရဒီလိုမှတ်ထားဖို့ရတခုနော်ဒွါရ6မျိုးနဲ့ဖြစ်သောစိတ်တွေဖြစ်စဉ်ဒီဝိထီနောက်တစ်ခုကမှာတော့
ဒွာရိကစိတ်တပဝတ္တိယထာတံဘဝံဘဝင်ကံတရိတာယာဝတ္တယုကမဘုစိနာဘဝတ္တိဝိထိပိုင်းဒီကုဏမှာနော်သူကဒါလည်းဝိထိကိုရှင်းပြတဲ့သဘောပဲအဲ့တော့ဝိထိဆိုဒီမှာသဒ္ဒဝါရိကစိတ်တပုတ္တိဓာရပုတ္တစိတ်တပုတ္တိရောနဲ့တူတူပဲအဓိပ္ပာယ်နော်သဒ္ဒဝါရိကဆိုတာဓာရ6ပါးနဲ့ဖြစ်သောစိတ်တပုတ္တိစိတ်တို့ရဲ့ဖြစ်စဉ်အဲ့ဒီစိတ်တို့ရဲ့ဖြစ်စဉ်ဟာအကြောင်းအားလျော်စွာဈာထဲမှာဘဝင်နေခြားပြီးတသက်တာကာလပတ်လုံးမပြတ်ဖြစ်နေမယ်အဲ့ကြီးတဲ့လူကြတော့ဘဝင်အခြားများတာပေါ့နော်တနေ့ရောအိတ်နေတော့ဘဝင်နေခြားတာများမယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်အိတ်နေနေတော့ဘဝင်ကတော့ခြားမှာဘဝင်ခြားရဲဆိုတာအာယုန်တစ်ခုပြတ်တောက်သွားတာနဲ့တပြိုင်နက်သူကဒီဈာလေးတွေဟာရှိရလို့မို့ဆိုရောထွေးရှက်တင်ဖြစ်ကုန်မှာပေါ့ဘဝင်ကတော့ခြားကိုခြားမခြားလို့ရှိရင်မြင်တဲ့အာယုန်ကြားတဲ့အာယုန်အနမ်းရတဲ့အာယုံဘယ်လိုခွဲလို့ရတော့မှာတော့နော်သူ့အာယုံနဲ့သူ့စိတ်လေးနဲ့အဲ့ဒါလင်းမြန်စွာအပိုင်းခြားကလေးတွေရှိတယ်ဆိုတာသိတာဒီဘဝင်ခြားတယ်ဆိုတဲ့အဓိပ္ပာယ်လေးကအာယုံတစ်ခုနဲ့တစ်ခုစိတ်တည်ဖြစ်မှုကရောထွေးရှက်တင်ဖြစ်မသွားပဲနဲ့စီးလေးတွေခြားပိတ်သွားတဲ့သဘောပဲသူကသဘာဝဖြစ်စဉ်ကြီးကဘယ်လောက်ထူးဆန်းနေဆိုဒါမို့လူရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရုပ်တည်နံတွေဟာစက်ယုံကြီးတစ်ခုမှာဖြစ်နေတဲ့အရာတွေလိုပဲစက်ယုံကြီးဟာလူတွေရဲ့တရားတွေရဲ့သဘာဝကိုတုပြီးတော့တည်ထွင်ထားတာများလားဒီပုံစံမျိုးဖြစ်နေနော်လူတွေရဲ့သက်ရှိတရားတွေရဲ့ဖြစ်စဉ်ကြီးတစ်ခုဟာအလွန်ထူးဆန်းနေပေါ့အဲ့တော့အာယုတစ်ခုနဲ့တစ်ခုအာယုတစ်ခုကိုမိပြုပြီးတော့ဖြစ်တဲ့စိတ်အဲ့ဒါတွေဟာရောထွေးပြီးခွဲမရအောင်ရှုပ်ထွေးပွေလိမ့်မသွားအောင်သူပွင့်လေးတွေရှိတယ်။ဈာလေးတွေပွင့်လေးတွေနဲ့အကန့်အသတ်ဒါပြင်တယ်လီဗီရှင်းကြည့်နေတဲ့လူတယောက်ဟာတယ်လီဗီရှင်းကြည့်ရင်ဟိုကပြောတဲ့စကားတွေလည်းနားထောင်တယ်မျက်စိကလည်းရုပ်ကိုဆက်မပြတ်ကြည့်နေတယ်ပါးစပ်ကလည်းကြွာစိတ်လုံးဝါသေးတယ်ကဲတော့ဘယ်ဟာသူရတာခံတာတပြိုင်တည်းအရသာခံတယ်လို့ဘေးကလူကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလူကဟုတ်လားဟိုရုပ်လည်းကြည့်နေတယ်ပြောတဲ့စကားတွေလည်းနားထောင်နေတယ်ပါးစပ်ကလည်းဝါနေသေးတယ်ဆိုတော့ဟိုကရည်စရာပြောလိုက်ရင်လည်းသူချက်ချင်းပြုံးတယ်နော်စိတ်ရဲ့ဖြစ်စဉ်ဟာဘလောက်မြန်တယ်လဲဆိုတာစဉ်းစားကြည့်အဲ့ဒီမှာစဉ်းစားကြည့်မယ်ဆိုရင်ရုပ်ပုံကြည့်နေတဲ့အချိန်မှာအတန်မကြားဘူးတဲ့အတန်ကြားနေတဲ့အချိန်မှာရုပ်ပုံမမြင်ဘူးဈာလေးတွေရှိတယ်အဲ့ဒီဈာလေးတွေကိုလူတွေသိပြီးတော့မသိနိုင်ဘူးဘာလို့မသိတော့မြန်လွန်အားချင်းအဲ့ထဲမှာသူအချိန်ပေါင်းများစွာသူမျက်တောင်ခတ်နေတယ်မျက်တောင်ခတ်လိုက်တဲ့အချိန်မှာဇာလန်းကပြတ်သွားမှာပဲသိကြတယ်သူမမြင်လိုက်တဲ့အပိုင်းတွေကစုလိုက်မယ်ဆိုအများကြီးဆက်တိုက်စုထားမယ်ဆိုအများကြီးဖြစ်မယ်သို့သောအမတန်တူတောင်းတဲ့အချိန်ပိုင်းလေးဆိုသူမျက်တောင်ခတ်လိုက်ရင်မှောင်မသွားဘူးလားမှောင်သွားတယ်မှောင်သွားတဲ့အချိန်မှာသူမမြင်ဘူးဒါပေမဲ့ဒီမှောင်သွားတဲ့အချိန်ပိုင်းလေးဟာအလွန်တူတောင်းတယ်အလွန်တူတောင်းတဲ့သူ့စိတ်ထဲမှာဒလဇတ်မြင်နေတယ်လို့ပဲထင်တယ်တကယ်ကတော့မမြင်ဘူးနော်မမြင်ဘူးဈာလေးတွေရှိတယ်အဲ့တော့အတန်ကိုအာရုံပြုတဲ့အချိန်မှာရုပ်ကိုမမြင်ဘူးရုပ်ကိုအာရုံပြုတဲ့အချိန်မှာအတန်ကိုမကြားဘူးကွာစိလောအရသာခံတဲ့အချိန်မှာကျန်တာတွေလွတ်သွားမှာပဲသိချင်သို့တော့သူဇလန်းဆက်ွက်ကိုသူအကုန်ကြည့်ရတယ်လို့သူစိတ်ထဲမှာခံစားရတယ်အတန်နေလဲသူတခုမကြမ်းကြားရတယ်လို့ပဲစိတ်ထဲမှာခံစားဘာဖြစ်လို့လဲမြန်လွန်အားကြီးလို့မြတ်စွာဘုရားရှင်မီးအစုံတကိုးပြားတွေကပြတယ်ဆိုတာရှင်နမီးဆိုတာဆန့်ကျင်ပဲလက်ရပဲမျက်လုံးတော်ကရေဒီပန်းထွက်နေအောင်အာဘောကတိုင်းဝင်စားပြီးတော့မှဖန်တီးလို့ရတယ်အဲ့ဒါဖန်ဆင်းနေတဲ့အချိန်မှာတေဇောကတိုင်းဆိုတဲ့မိကတိုင်းကိုမဝင်စားရသေးဘူးနော်အဲ့တော့မီးထွက်အောင်က
တိဇောကတိုင်းကိုဝင်စားတယ်ဝင်စားပြီးတော့မှသူဖန်တီးတယ်သို့တော့ကြည့်တဲ့လူတွေရဲ့မြတ်စွာဘုရားရဲ့လှုပ်ဆောင်မှုကမြန်လွန်ကြည့်တော့ကြည့်တဲ့ပုဂ္ဂိုလ်တွေကလက်ရပဲမျက်လုံးကရေတွေပန်းထွက်နေပြီးတော့လက်ဝဲပဲမျက်လုံးကမီးတွေပန်းထွက်နေတယ်ရေမီးအစုံကြည့်တဲ့အခါမှာတပြိုင်နက်မြင်နေရတကယ်တော့မြတ်စွာဘုရားတစ်ခုစီလောက်ရတာသူသို့တော့အလွန်လင်းမြန်သည့်အတွက်ကြောင့်ဖြိုင်လို့လှုပ်တယ်လို့ထင်ရတယ်နော်အဲ့ဒါကိုရေမီးအစုံတကူပြတွေကပြတယ်ဆိုတမန်နဲ့ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးနော်တမန်နဲ့ဖြစ်နိုင်တယ်အလွန်ကျွမ်းကျင်ပြီးတော့စိတ်ကိုပိုင်နိုင်လို့ဒီလိုလုံးနိုင်တာအဲ့လိုစัจကျင်ပဲဖြစ်တဲ့ရေနဲ့မီးကိုတပြိုင်နက်ကဲ့သို့ထင်ရအောင်ဖန်ဆင်းပြတဲ့တကူပြတွေဟာကိုယမကပါတိဟာရိယယမိုက်ပြတိဟာလို့စာထဲမှာအဲ့လိုရေးတာတခုစီလို့တာအဲ့ဒါလိုပဲအခုတတိပိရှင်ထိုင်ကြည့်နေတဲ့အချိန်မှာမြင်တဲ့အဆင်းကိုအာရုံပြုတဲ့အချိန်မှာအတန်ကိုအာရုံပြုလို့မရဘူးအတန်ကိုအာရုံပြုနေတဲ့အချိန်မှာမြင်တဲ့အဆင်းကိုအာရုံပြုလို့မရဘူးသူဟာအလှည့်အပြောင်းလေးတွေရှိတယ်အဲ့တော့မြင်တဲ့အဆင်းကိုကြည့်ပြီးမြင်သိစိတ်တွေဖြစ်တဲ့အခါဘာဝိထိဖြစ်မှာနော်သကုဝိညာဏဝိထိနဲ့မနောဓာရဝိထိတွေဖြစ်မယ်နော်သကုဝိညာဏဝိထိနောက်ကလိုက်တဲ့မနောဓာရဝိထိတွေဖြစ်အောင်မယ်ပြီးတော့အတန်ကြားဖို့အတွက်ကြတော့သောတာဒွါရိကဝိထိနဲ့ဝိထိတွေဖြစ်အောင်မယ်သို့တော့စိတ်ဟာအလွန်လျင်မြန်သည့်အတွက်ကြောင့်တပြိုင်နဲ့မြင်တပြိုင်နဲ့ကြားတပြိုင်နဲ့ကွာစိလောစားတဲ့အနေအထားမျိုးဖြစ်နေဟုတ်ကဲ့လားဥပမာတစ်ခုကြည့်ရွယ်လုံးလေးတွေကစားတာမြင်မှုလားတော့ကရွယ်လုံးလေးတွေကစားတာကိုမြင်မှုတယ်လက်တစ်ဖက်မှာတစ်ဖက်ကို9လုံးဟိုတစ်ဖက်က9လုံး10လုံး10လုံးကိုမြောက်ပြီးတော့သူဖမ်းနေတာနော်ဟိုဘက်9လုံးဒီဘက်9လုံးတစ်လုံးမှမကြဘူးတစ်လုံးပြီးတစ်လုံးတစ်လုံးပြီးတစ်လုံးအဲ့ဒါအောက်မကြအောင်ဖမ်းနိုင်တာသို့တော့10လုံးလုံးကိုသူကထိန်းထားနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါတာမန်လျင်မြန်မှုတောင်မှအဲ့လိုလုံးနိုင်တယ်စိတ်ရဲ့လျင်မြန်မှုကြတော့ဒီတဲ့စွမ်းတတ္တိထက်တယ်ပေါ့လေ့ကျင့်ထားတဲ့စိတ်ကြတော့ပို့ပြီးတော့စွမ်းတတ္တိထက်တယ်အဲ့လိုဆိုလို့တယ်နော်ဒါကြောင့်မို့ဝိသိစိတ်တွေဟာသတ္တဝရိကစိတ်တပိုတိယထာတံဘဝံဘဝေငန္တရိတာယာဝတ္တယုကံအဖို့စိဏဘဝတ္တိဆိုလိုတာဒွါရ6မျိုးတို့၌ဖြစ်သောစိတ်ဖြစ်စဉ်သည်စိတ်တသတ္တဝရိကစိတ်တပိုတိဖြစ်နိုင်သည့်အကြောင်းအားလျော်စွာယထာတံဘဝံဘဝိစိတ်များချားဝင်ဖြစ်ပေါ်လျက်ဘဝေငန္တရိတာယာဝတ္တယုကံအသက်ရှင်သမျှအဖို့စိဏစင်စစ်မပြတ်ဘဝတ္တိဖြစ်တယ်အမြတ်မှာပြန်ထားတယ်နော်မြန်မာလိုဖြတ်ဖတ်ရင်ပါဠိနဲ့မြန်မာပြန်ထားတယ်ဒါရ6မျိုးတို့၌ဖြစ်သောစိတ်ဖြစ်စဉ်သည်ဖြစ်နိုင်သည့်အကြောင်းအလျော်စွာဘဝင်းစိတ်များချားဝင်ဖြစ်ပေါ်လျက်ဘဝင်းစိတ်တွေခြားပြီးသွားတာမချားရင်တကန့်စီဖြစ်ဖို့ခက်သွားရောထွေးသွားတယ်ဒါမို့စိတ်ချင်းမတူလို့ဘဝင်းလေးတွေခြားပြီးသွားတယ်အာယုံချင်းမတူလို့ခြားပြီးသွားအသက်ရှင်သမျှစင်စစ်မပြတ်ဖြစ်၏ဘဝတစ်ခုမှာဒီစိတ်တွေဟာဒီပုံစံနဲ့ပဲသွားနေမှာပဲလို့ဆိုတာဒါကိုဝိသီလို့ခေါ်တယ်စိတ်တဝိသီစိတ်တတဏ္ဍတိစိတ်ဖြစ်စဉ်ကြီးတစ်ခုအဲ့ဒီဝိသီနဲ့ပတ်သက်ပြီးတော့ဝိသီနဲ့သုံးညစုပါဠိတိကာဆိုအဲ့ဒီခဏခေတ်မှာတော့အပြည့်စုံရေးထားတယ်ဟိုရှေ့တုန်းကသိမ်ပုံဝိသီပုံစမ်းပုံဆိုတဲ့ကျမ်းကြီးတွေထွက်ဖူးတယ်အခုတော့မတွေ့တာကြာငယ်တော့တွေ့ဘူးတယ်စာအုပ်ကြီးတွေပြန်ရှာရအောင်လို့ဒီဒိုင်ယာဂရမ်တွေပုံတွေဆွဲထားတယ်နော်ပုံတွေဆွဲထားတယ်သိမ်သမုတ်တဲ့ပုံသိမ်ပုံဝိသီပုံစမ်းပုံ
ဆန်းဆိုတာတော့ဂါထာဘာနာဖွဲ့တဲ့အခါမှာဂရုလဟုအနေအထားတွေကိုဖွဲ့တာအဲ့ဒါလေရှင်းတော့ဆရာတော်ကြီးတွေတော်တော်ကြိုးစားတာတော်တော်ရေးခဲ့တာနော်စာအုပ်တွေနောက်လူတွေကအဲ့ဆရာတော်ကြီးတွေစာအုပ်တွေကိုမှီပြီးတော့သာရေးကြတာသူတို့ရဲ့ကြိုးစားမှုဟာအမှန်မှကြီးမားတယ်တကယ်ကျေးဇူးတင်မှုလည်းကောင်းတယ်နော်တချို့အရာတွေသူတို့အဆင့်တော်မှာမှီဘူးသူတားကြိုးစားခဲ့ကြတယ်အဲ့တော့နောက်လူတွေမကြိုးစားရင်တော့ပျောက်ကုန်မှာပဲသူတို့ကြိုးစားသွားတာတော့ကိုယ်အောင်မဖတ်သေးဘူးဆိုရင်တော့အတိတ်ထုတ်ဖို့ရတာထားအဟောင်းတော်မထိန်နိုင်ဘူးဆိုတဲ့အဆင့်ရောက်သွားတယ်နော်အဟောင်းတော်မထိန်နိုင်ဘူးဖြစ်လိမ့်မယ်အဲ့တော့ကိုယ်လည်းသိအထင်ကြီးစရာမရှိဘူးနော်ရှေးဆရာတော်ကြီးတွေရဲ့ကျိုးပန်းအထုတ်မှုတွေကအမှန်တမ်းကြီးမားတယ်ကိုယ်လိုက်မမိလောက်အောင်ကြီးမားတယ်ဘယ်အစားသာတော့ဆိုလို့ရှိရင်ပကန်းခေတ်ကလေးအစားပကန်းခေတ်ကဆိုရင်မျိုးသမီးတွေကစားပြီးပြီးတော့မှကျွမ်းကျင်ချင်းတက်ကြတယ်လို့ပြောတာရှေခတ်သွားတဲ့နေရာတို့စကားပြောပြီးဆိုပြီးတော့မှစကားတွေပဋ္ဌာန်းတွေပြောကြတယ်လို့ဆိုတာအဲ့လောက်ထိအောင်စိတ်ဝင်စားလေးလာကြတယ်အထူးသဖြင့်ကြစွာဘယင်းကြီးလက်ထက်မှာဆိုရင်နန်းတော်ကလူတွေလည်းအကုန်ဘာမှသိလုံးစရာမရှိတော့စာသင်ကြတာနဲ့တူပါတယ်ကြားတယ်နော်စာသင်ကြတယ်အဲ့ဒါလို့ကြိုးစားပြီးတော့လေးလာခဲ့ကြတာသူတို့လေးလာခဲ့ကြလို့ပြီးတော့မှကျမ်းနေရေးခဲ့တယ်နာမစာရဒီပကဆိုတဲ့ကျမ်းလေအဲ့ဒီမှာသဗ္ဗရကိုတော့ရေးတယ်ထင်တယ်ကျောက်စာထဲမှာသာရှိတဲ့စာအုပ်ရိုက်တာတခါမှမတွေ့ဘူးသေးဘူးပြီးတော့မှကျမ်းနေတယ်မှာနာမစာရဒီပကဆိုရေးထားရှိတယ်အခုဒီမှာဝိထိဆိုတာနဲ့ပတ်သက်လာတဲ့အခါကျတော့ဒီဝိယန္တိကိစ္ဆန္တိတတ္တာအဋ္ဌာတိဝိထိဝိယတိဝိထိတော်ရရဲ့တဏ္ဍ၌နိယမအတိုင်းဖြစ်ကြသောစိတ်အစဉ်စီသွာလာရလမ်းခရီးအစဉ်နှင့်တူသောကြောင့်ဝိထိမည်ဝိထိဆိုတာလမ်းကိုခေါ်တယ်လို့ဆိုနော်ပါဠိဘာသာနဲ့လမ်းကိုဝိထိလို့ခေါ်တာဝိထိတိမိဆိုပြီးတော့အဲ့မှာဝိထိနဲ့သုံးချက်စုဘာသာတိကကျမ်းမှာရှင်းအောင်လို့ရေးထားတာလည်းရှိတယ်ခုအဲ့ဒီမှာဝိထိကျမ်းကိုအနည်းငယ်သိရှိအောင်ဒီထဲမှာထည့်ပြီးတော့ရေးပြထားတာနော်အကျယ်လေးလာမယ်ဆိုရင်တော့အဲ့ဒီစာအုပ်ကိုပြန်ဖတ်ဖို့လိုတယ်အကျယ်လေးလာတတ်နိုင်ရင်တော့စာအုပ်ဟောင်းနေတဲ့မှာသိမ့်ပုံဆန်းပုံဝိထိပုံဆိုတဲ့စာအုပ်ကြီးတွေရှေးတုန်းကတော့တွေ့ဘူးတယ်အဲ့မှာဝိထိတွေလည်းပုံစံတွေချပြထားတာအများကြီးပဲဇယားတွေလိုဟာမျိုးပေါ့နော်သိမ့်ပုံဝိထိပုံဆန်းပုံကြမိုင်းကိုင်းဆရာတော်မှတ်တာပဲဟုတ်မဟုတ်မိုင်းကိုင်းဆရာတော်ဤသိမ့်ပုံဝိထိပုံဆန်းပုံလို့အခုဒီအဘိဓမ္မာနဲ့ပတ်သက်တဲ့လင်္ကာတော်တော်များများကမန္တလေးမြို့မဟာဝိသရဆရာတော်ကြီးရဲ့ပရမတ္ထသုပ္ပဗေဒနေကရေးတဲ့ဟာတွေများတယ်နော်ခုနမနေ့ကဆိုတဲ့အားတော့လောမူတိဒေါသမှုမောဟဒုက္ခခြင်းပဲ86ခုလောကီစုနေဆိုလဲအဲ့ဒီဆရာတော်ကြီးရေးတယ်ဝိသရဆရာကြီးကဤဝတ္တနိအရင်စစ်ကဥပိကရိယဒေါသ6နောက်တရား6တီးဆိုဇောနဲ့တရားယုံမှာလဲအဲ့ဆရာတော်ကြီးရေးခဲ့တာခဗျာတွေအများကြီးပဲဆရာတော်ကြီးတယ်မန္တလေးမြို့မဟာဝိသုဒ္ဓတော်တိုက်သစ်ဆိုအရှိဝိသုဒ္ဓတော်နဲ့အနောက်ဝိသုဒ္ဓတော်တူပဲအဲ့ဆရာတော်ကြီးကတော်တော်ထူးဆန်းတယ်သူ့ဘွဲကဥဝိသုဒ္ဓစာရကျောင်းတဲ့ကြီးတွေမှာဝိသုဒ္ဓယုံလို့ဆိုတာတကယ်ကတော့သူ့နာမည်နဲ့မှဲ့ပြီးသူ့ကိုလှူတာမဟုတ်သူ့ကိုလှူတာမဟုတ်ဘူးမူလာကျောင်းမဟာဘုဆရာတော်ကြီးကိုလှူတာမှဲ့ရင်ကနေဝိသုဒ္ဓရာမလို့မှဲ့တာဒါပေမဲ့နှစ်ကျောင်းစလုံးသူ့လှူတာတော့သူ့ဘွဲနဲ့အညာဖြစ်နေတယ်အဲ့လိုဖြစ်တာနော်တကယ်ကတော့ဆရာတော်ကြီးရဲ့ဘွဲကဥဝိသုဒ္ဓအဲ့တော့ဥဝိသုဒ္ဓငယ်တော့အဲ့လိုထင်တာဥဝိသုဒ္ဓရဲ့အကြောင်းမို့ဝိသုဒ္ဓရာမလို့မဟုတ်ဘူး
စင်ပြူမရှင်မိဗျာကြီးကဆောင်းလုပ်ပြီးလှူတာအရှိဝိတ္တရာကလှူတာဘယ်သူလှူတော့ဆိုမဟာဘုဆရာတော်ကြီးကိုလှူတယ်မဟာဘုဆရာတော်ကြီးကမှဝိတ္တရာဆရာတော်ကိုလွှဲအပ်တာအဲ့တော့အဲ့ဒီဆရာတော်ကြီးကအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့အနှစ်ချုပ်ပြီးတော့ရေးသွားတယ်အဲ့စာအုပ်ကြီးကိုစိတ်ဝင်စားလို့ဖတ်ချင်ပရမတ္ထသရူပဗေဒနီတဲ့ကျမ်းတင်းညိုကိုပိုင်ကိုရေးလိုက်တာအထူးကြီးပဲနှစ်အုပ်ရှိတယ်ပထမတွဲနဲ့ဒုတိယတွဲကဘာအေးကရိုက်ဖူးတဲ့အရင်ဟာနဲ့တည်တည်ချာချာရိုက်ထားတယ်ရှင်းလင်းချက်တွေနဲ့အဘိဓမ္မာလေးလာမယ်ဆိုရင်အဲ့စာအုပ်ကြီးကမတ္တမပြည်ပြီးဆုံးအောင်ရေးထားတာဖြစ်တယ်ပေါ့တင်းညိုကိုပိုင်ကိုရေးထားတာဒရုဝိယမိသကနီးလို့ဆိုပြီးတော့စေတသိက်ကစေတသိက်ကိုရှင်းတဲ့နီးကိုအဲ့ဆရာတော်ကြီးရဲ့စာအုပ်ထဲမှာပါတယ်နော်ဒရုဝိယမိသကနီးဆိုပြီးဘာလို့တမ္ပယောကနီးသင်္ဃဟနီးဒရုဝိယမိသကနီးဆိုပြီးတမ္ပယောကနီးဆိုတာတမ္ပယောကနီးဆိုတာဘာကိုပြောတာလဲစေတသိက်တွေကစိတ်ကိုရှင်းတာကိုပြစေတသိက်ကနေစိတ်ကိုသွားတာတမ္ပယောကနေသင်္ဃာနီးဆိုတာစိတ်ကနေစေတသိက်ကိုဒရုပယမေတ္တကနေဆိုတာစိတ်စေတသိက်နှစ်ခုကိုပေါင်းပြီးစေတသိက်ကနေစေတသိက်ကိုသွားတာအဲကြတော့တဆင့်ကစေတသိက်ကနေစေတသိက်ကိုရှင်းတယ်လို့ပြောတဲ့အခါမှာစေတသိက်ကနေစိတ်ကိုဖော်စိတ်ကမှတစ်ခါပြန်ပြီးစေတသိက်ဖော်တဲ့နည်းအဲ့ဒါကိုဆရာတော်ကြီးကဒရုဝယမေတ္တကလို့ဆိုပြီးနာမည်ပေးထားတယ်ဒီနှစ်ခုပေါင်းစပ်ပြီးတော့ရောပြီးတော့ပြတဲ့နည်းလို့ဆိုပြီးအဲ့ဒါကိုနားလဲမှဒီဝေဒနာတိတ်သဘောသွားကိုနားလဲတာဖြစ်တယ်ဝေဒနာတိတ်အရာကောက်သဘောသွားကိုနားလဲမှာဖြစ်လို့ဆိုတယ်ကဲအဲ့တော့ဒီဝီထီတွေ information တွေလည်းပေးပြီးပြီနော်information တွေဘယ်စာအုပ်ဖတ်ဘယ်စာအုပ်ဖတ်အကုန်လုံးမသိနိုင်ဘူးလေအဲ့တော့ library တွေကိုတော့ညွှန်လိုက်ပြီနော်ဘယ်စာအုပ်ဖတ်ဘယ်စာအုပ်ဖတ်အဲ့ရဖတ်ဖို့ရတယ်ကိုပြောလိုက်ပြီတောင်မြို့ဆရာတော်ဘုရားကြီးရေးတဲ့တင်ညိုဘာသာတိကမဝိတ္တရောဆရာတော်ဘုရားကြီးရေးတဲ့ပရမတ္ထသရူပဗေဒနီနှစ်တွဲရှိတယ်နောက်တစ်ခါမြို့ပြင်ကြီးဆရာတော်ရေးတဲ့ဒါအဘိဓမ္မထသရူပတ္ထကျမ်းလားမသိဘူးအဲ့စာအုပ်ကတော့နည်းနည်းတော့ရှားလိုက်အဲ့တော့တင်ညိုနဲ့ပတ်သက်ပြီးတော့တေယခွဲတွေနဲ့ပတ်သက်ပြီးရေးတာတွေအများကြီးပဲငယ်တော့ကတော့စာအုပ်တွေပေါ်တဲ့နေရာမှာနေဘူးတော့ရေးတာတင်ညိုနေသိရရေးထားတဲ့ထဲမှာဥတ္တံမှုဆိုတဲ့တခါကြီးရေးတဲ့နေသိရတော်တော်တိုးလေးနဲ့တော်တော်ကောင်းတယ်ငယ်တော့တွေ့ဘူးတဲ့ဥတ္တံမှုတဲ့ကြားဘူးကြလားဥတ္တံမှုရဲ့တင်ညိုနေသိရရှိသေးတယ်ပါဏအဖို့တစ်ပါးကိုစိုးဥဆိုတာသူစားတယ်အဲ့ထဲမှာအဲ့မှာဖတ်ဖို့တဲ့စပြီးတော့ဥတ္တမိုးရဲ့နေတရားရှင်းရှင်းလေးရေးထားတာဥတ္တမိုးကဘယ်သူလဲတော့မသိဘူးမေ့သွားပြီရှင်းတော့ဘယ်သူလဲမသိဘူးဆိုတော့ဝန်ကြီးလားဝန်ကလေးလားဝန်တောင်းလားဆိုတာမသိတော့ဘူးလို့ပြောတာရှင်းတော့ကလူကြီးတွေစတတ်တယ်ရောဝင်းကြီးဥဖို့လိုက်လို့ဆိုတာစတတ်ပိတတ်ကြီးတွေနိလက်ရီဆရာတော်တို့ကတော့သွားစာမေးရတဲ့ဖို့ကြီးစတတ်တယ်သူတို့တော့အဲ့လိုလူပုဂ္ဂိုလ်စတတ်တွေအများကြီးပဲရှိတော့ဒါပေမဲ့သူတို့ကတော့ဝါဝကနေချွတ်ထားတဲ့ဟာတွေဝါချွတ်တယ်အဲ့တော့ရှင်းတော့ကတော့ဒါကိုသင်ကြတော့ပင်းရခက်ကစတုရင်ကဗလာအမတ်ကြီးဆိုတာအမတ်ကြီးပဲစတတ်ကြီးဝိဒံကျမ်းကိုပါဠိဘာသာနဲ့ဖွင့်ဆိုတာသူဖွင့်ဆိုတဲ့တဲမှာထူးထူးဆန်းဆန်းနေပါတော့ဆိုလို့ရှိရင်ပဏ္ဏစက္ခုဣတိခြာတေမြန်မာစကားတွေနဲ့ဖွင့်ထားတာလေးတွေရှိတယ်ဒါထူးထူးဆန်းဆန်းလေးတွေသူစတီထွင်တယ်လို့ပြောမှာလင်းမြရွယ်ဣတိခြာတေငှက်တကောင်အကြောင်းရေးပြီးဆိုရင်
အဲ့ဒီငှက်ရဲ့နာမည်ကိုလင်းကြီးဆွဲဣတိချတိဒါပါဠိလိုရေးတာတီဟိုမှာလည်းအဲ့လိုသူတို့စကားတွေကိုထည့်ရေးတာဝစီရပုဒ္ဓိတီကာဆိုဝိနည်းတီကာ9ကျမ်းထဲမှာရှိတယ်နော်မတုလုံကဆိုတဲ့စကားလုံးကိုတီဟိုဘာသာနဲ့သူကနောက်ကဘာသာပြန်လိုက်တယ်ပါဠိလိုပါတော့ဘယ်သူမှမဖော်နိုင်ဘူးအဲ့ဒါတီဟိုကမှဖော်လို့ရမှာနော်သူတို့ဘာသာစကားတွေနဲ့ထည့်ပြီးတော့ပါဠိစာအုပ်ပဲပါဠိစာအုပ်ကတော့ထည့်ပြီးတော့ရေးတာအဲ့ဒီစတုရင်ကဗလာမကြီးရလဲအဘိဓမ္မာတီကရေးတဲ့အခါမှာသူကခုနမြန်မာစကားလုံးတွေပါထည့်ပြီးတော့ဖွင့်ဆိုသွားတာရှိတယ်တချို့ကကြတော့ဟိုမြန်မာလိုမသိရင်လည်းခက်တယ်လေအဲ့တော့ information တွေအများကြီးပေးထားတယ်နော်စာဖတ်ရမှာသူကစာဖတ်ရမယ်လေ့လာရမယ်အဲ့တဲမယ်ဟိုစာထဲမှာတွေ့တဲ့အချက်လက်တွေကအများကြီးရှိတယ်ပေါ့နော်အခုလောလောဆယ်ဝိထိပုံသိကျင်လို့ရှိရင်သိမ့်ပုံစမ်းပုံဝိထိပုံအလွယ်ဆုံးကတော့ဝိထိနဲ့သုံးချက်စုဘာသာတိကဒီတဲ့နည်းနည်းရှေ့ကိုလှမ်းကျင်တယ်ဆိုရင်ပရမတ္ထသရူပဗေဒနီကျမ်းဝိတ္တရာယုံဆရာရေးတဲ့ကျမ်းမြို့ပြင်ကြီးဆရာရေးတဲ့ကျမ်းနော်အဲ့ဒါတွေကိုဖတ်ဖို့လိုမယ်နော်ဖတ်ဖို့လိုတယ်ကဲဒီမှာနောက်တစ်ခုသွားရင်ပဲသွားမှာပစ္စတော်ဝိထိလေးဝိထိတွေကိုအချင်းချုပ်ဒီမှာရေးပြမှာကဲကြည့်ပါအောင်ကဲဖတ်ကြည့်ပါတရုပ်ခွဲပြတာတွေပဲเนาะအဲ့ဒီမှာပစ္စတော်ရနဲ့ဖြစ်ပေါ်သောအာယုန်နဲ့ပစ္စတော်ရနဲ့ဖြစ်ပေါ်သောအာယုန်ဆိုတာဘာအာယုန်နေလို့ထင်နော်ဟောရူပယုန်တရကနာရတဖုဒ္ဓပါယုန်အဲ့ဒါပစ္စတော်ရမှာဖြစ်လာတဲ့အာယုန်ဟာအဲ့လို၅မျိုးရှိတယ်အဲ့ဒီ၅မျိုးဟာဒီအရွယ်အစားပမာဏအတိုင်းအတာတစ်ခုချင်းမတူကြအောင်မတူတော့၄မျိုးခွဲလိုက်တယ်အတိမန္တာဆိုတာသူကြီးတယ်ကျဲတယ်မျိုးစုံယူရမယ်သူကမျက်စိကိုပထမဦးစားပေးပြီးတော့ရေးတဲ့သဘောရှိတယ်မဟန္တလို့သုံးလိုက်တာနော်အဲ့ဒါကိုကြည့်ပြီးတော့အင်္ဂလိပ်လိုပြန်တဲ့လူကလည်း big very big နဲ့လို့ပြန်တယ်မဟန္တကိုကြီးတယ်လို့ပြန်အဲ့တော့မျက်စိကမြင်ရတဲ့ထဲမှာတောင်ကြီးတွေတို့ဘာတို့ကြည့်ရင်ကြီးတယ်မဟုတ်လားဒီပြင်အသေးဖွဲလေးတွေပါလေးတွေကြတော့မြုံမုံလေးတွေတို့ပွဲစိတ်လေးတွေတို့သေးတယ်ဆင်ញကောင်ကြီးကြတော့ကြီးတယ်အဲ့တော့ကြီးတာမြင်ရတာနဲ့သေးတာမြင်ရတာချင်းစိတ်ဖြစ်စရာမတူနိုင်ဘူးပေါ့ဒါမို့အလွန်ကြီးတယ်စိတ်တားဆိုင်စရာမလိုပဲနဲ့ထင်ထင်ရှားရှားကြီးသိတာမြင်လာတဲ့အကြီးမျိုးအတိမန္တအဲ့ဒီကြီးတယ်ဆိုတာကိုသောတတော်ရာကျတော့ကြီးတယ်လို့ပြောလို့မရဘူးဘယ်လိုပြောမလဲကျဲတယ်အတန်ကျဲတယ်လို့ပဲပြောရမှာเนาะအဲ့တော့အလွန်ကျဲတယ်ကျဲတယ်တိုးတယ်အလွန်တိုးတယ်မျက်စိနားနဲ့ကြတော့အဲ့လိုပြောနှာခေါင်းနဲ့ကြတော့အနံ့ကြတော့ဘယ်လိုပြောစူးတယ်ဟုတ်လားပြင်းတယ်အလွန်ပြင်းတယ်အလွန်ပြင်းတဲ့အနံ့เนาะအလွန်ပြင်းတယ်ပြင်းတယ်သိပ်မပြင်းဘူးเนาะမပြင်းဘူးသိပ်မပြင်းဘူးဟောဒီလိုသွားမှာနောက်တစ်ခါအရသာကြတော့ဘယ်လိုပြော
အရသာကြတော့အလွန်လေးတယ်ပေါ့တယ်အလွန်ပေါ့တယ်အချို့ပေါ့တယ်လည်းပြောတာပဲလေနော်ကဲကိုကာယကြတော့ဖုဒ္ဓဘာယောကြတော့ဘယ်လိုပြောမလဲအတိမန္တချမ်းတန်းတာလည်းသိတာရှိတယ်နုရာလည်းသိတာရှိတယ်နော်အဲ့ကြတော့ဘာတော့ဘယ်လိုပြောလဲထိခိုက်မှုအလွန်ပြင်းတယ်မပြင်းတယ်ဟိုလိုပြင်းတာတွေနဲ့လည်းရောက်ကုန်နော်ထိခိုက်မှုပြင်းတယ်အလွန်ပြင်းတယ်မပြင်းညင်တာတယ်အလွန်ညင်တာတယ်ဗမာစကားကလည်းရှုပ်တယ်လေပြုတ်စာပြင်းတောင်းဆိုတာဘာတော့တိုလီမိုလီကဘာတော့ဟိုသင်းတီသင်းဆိုတာဘယ်မှအတိတ်ပဲဖော်လို့ရတော့အဲ့ဒါလိုတွေတော့သူ့နေရာလေးနဲ့သူအဲ့ဒါလိုယူပေါ့ဓဝရတွေမှာထင်းလာတဲ့အာယုံဟာအခုလိုဒီအလုံးခြုံငုံပြောမယ်ဆိုရင်အလွန်ထင်ရှားတယ်ဝိဗုဒ္ဓနဲ့ပြောရင်နည်းနည်းရနော်အတိမန္တအလွန်သိတာတယ်မသိတာဘူးအလွန်ကိုမသိတာဘူးတို့ပြောလိုက်လို့ရှိရင်လည်းအလုံးကိုခြုံငုံသွားနိုင်တယ်ပေါ့နော်အဲ့ဒီလိုအာယုံအလိုက်စိတ်ဖြစ်မှုတွေဟာတဒွါရမှာ15ဝိธีဖြစ်နိုင်လို့9ဒွါရဆိုရင်ဝိธีပေါင်း85ဝိธีဖြစ်တယ်ဆိုတာလေးကိုတော့မှတ်ထားဖို့နော်ကဲဒီနာခဏရ